အေယာရီတိုင်းဒေသကြီးပန်းတနော်မြို့နယ်မိသက်ဦးစိန်မှုဦးမမောင်ဦးရဲ့အနီးကပ်ကြီးကြပ်မှုဖြင့်ဧပြီလ26ရက်နေ့ညနေပိုင်းကပန်းတနော်မြို့ရှိဌာနဆိုင်ရာအဆောက်အဦများရုံးဌာနများမိပြီးကြိုတင်ကာကွယ်စစ်ဆေးခြင်းကိုဆောင်ရွက်ပါတယ်။အဲ့လိုဆောင်ရွက်ရမှာပန်းတနော်မြို့အလဲပိုင်းရက်ကွက်ရွှေမြင့်တင်ဖျားလန့်ရှိမြို့မရဲစခန်းမိပြီးကြိုတင်ကာကွယ်စစ်ဆေးခြင်းကိုခိတ္တမြို့မရဲစခန်းမှုဒုတိယရဲမှုတင့်လွင်တဲ့တပ်ဖွဲ့ဝင်များမြို့နယ်မိသက်ဦးစီးမှုရုံးမှာမြို့နယ်မိသက်စခန်းမှုဒုတိယမိသက်ဦးစီးမှုဦးစီအောင်ဦးဆောင်ပြီးတန်နေတပ်ဖွဲ့ဝင်များမြို့နယ်ထွေအုပ်ချုပ်ရေးဦးစီးဌာနနဲ့မြို့နယ်လျှက်စစ်တပ်အားဖြန့်ဖြူးလုပ်ငန်းမှာတာဝန်ရှိသူများပူးပေါင်းပြီးမိဘကြိုတင်ကာကွယ်ပစ္စည်းများထားရှိမှုကိုစစ်ဆေးခြင်းရေရန်ရှိဆောင်ရွက်ထားရှိမှုကိုစစ်ဆေးခြင်းရှေးဦးမင်းငိမ့်တဲ့ရေပစ္စည်းများဖြစ်တဲ့မိကျိမိကက်ရေပုံတဲပုံမိသက်ဆေးဘူးများရှိမရှိစစ်ဆေးခြင်းလျှက်စစ်ပစ္စည်းများကောင်းမှုရှိမရှိကိုစစ်ဆေးခြင်းနဲ့ပန်းတနော်မျိုးနဲ့မိသက်ဦးစီးဌာနမှမိဘလုံခြုံရေးအသိပညာပေးလက်ကမ်းစာဆောင်များဖြန့်ဝေခြင်း DCB မိသက်ဆေးဘူးဖြင့်မင်းငိမ့်တဲ့နည်းများစီမီလောင်မှုကိုရေဆိုးဝဲဖြင့်ဖုံးအုပ်ငိမ့်သက်နည်းများကိုလက်တွေ့သင်ကြားဆောင်ရွက်ပေးပါတယ်ပန်းတနော်မြို့နယ်မိသက်ဦးစီးဌာနနေဖြင့်မြို့နယ်တွင်ရှိရုံးဌာနများဈေးများစံတင်ကြောင်းများစားတောက်ဆိုင်များဓာတ်မြေဩဇာအယောင်ဆိုင်များဟိုတယ်မိုတယ်တဲခိုခန်းများတာသနိကအဆောက်အုံများစက်ရုံအလုပ်ရုံများတအိမ်တက်ဆင်မိဘလုံခြုံရေးစစ်ဆေးခြင်းများနှင့်မိသတိပေးစော်ခြင်းများကိုအရှိန်အဟုန်မပြတ်ဆောင်ရွက်လျက်ရှိတယ်လို့သတင်းရရှိပါရရှင်